အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Telegram သုံးနေတဲ့သူတွေအတွက်အရေးကြီးတဲ့အချက်လေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင် Telegram ကိုပုံမှန်သုံးနေကြတဲ့သူတွေအတွက်မလိုအပ်ပဲ data တွေပုံမကုန်အောင်ဆောင်ရန်လေးတွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစလိုက်ရအောင်။ Okay ကျွန်တော်တို့ Telegram နဲ့ပတ်သက်ပြီးလုပ်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Telegram ထဲကိုဝင်လိုက်မယ်။ဝင်ပြီးသွားရဆိုရင်ကျွန်တော်တို့ဘယ်ဘက်တောက်ကမီနူးပုံစံလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့ setting လေးထဲကိုဆက်သွားလိုက်မယ်။သွားပြီးသွားရဆိုရင်ကျွန်တော်တို့အောက်လေးနည်းနည်းကိုဆွဲချလိုက်ပါဆွဲချပြီးသွားရဆိုရင်ကျွန်တော်တို့ဒီမှာ data and storage ဆိုတာလေးရှိရပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်။နှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ automatic media download ဆိုတဲ့ကောင်လေးပေါ့နော်အဲ့ဒီက setting လေးကိုကျွန်တော်တို့ကအနည်းငယ်ချိန်မယ်ပေါ့နော်။အကယ်၍ message က Wi-Fi နဲ့အသုံးပြုရဆိုရင်ကျွန်တော်တို့တိတ်ပြီးချိန်ဆမလုပ်ဘူးကျွန်တော်တို့ data နဲ့အသုံးပြုပြီးတော့ message က data ကိုထွေတာဖို့လိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ mobile data လေးပေါ့နော် file using mobile data လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားဆိုရင်ဒီမှာကျွန်တော်တို့ download လုပ်ရှင်တဲ့ဟာတွေကိုကျွန်တော်တို့တခါလေးထားလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကကျွန်တော်တို့ Telegram account ထဲမှာရှိတယ်ဥပမာ channel တို့ group တို့ဒါမှမဟုတ်ရင်ကျွန်တော်တို့ personal လို့ပြောရမလဲဆိုရင်ကျွန်တော်တငယ်ချင်းတွေပေါ့နော်တငယ်ချင်းတွေ account တွေကနေတပ်ပုံတွေကို download ဆွဲထားစေချင်တယ်ဆိုရင် automatic download ဆွဲထားစေချင်တယ်ဆိုရင်ကျွန်တော်တို့ port ကိုကျွန်တော်တို့ဖွင့်ထားလိုက်ပေါ့နော်ဗီဒီယိုကတော့ကျွန်တော်အကြံပေးတယ်ပိတ်ထားဖို့အကြံပေးတယ်ပါအဲ့ဒါမှကျွန်တော်တို့က data အသုံးပြုရတာdata ကုန်တာနည်းမှာပေါ့နော်မဟုတ်ရင်ကျွန်တော်တို့ကအဲ့ video download လုပ်နေရတယ်နေကျွန်တော်တို့ကအဲ့ internet ဖွင့်အောင်နေကျွန်တော်တို့က data အလိုနေကုန်သွားပေါ့နော် Telegram ထဲဝင်လိုက်တာနဲ့ကုန်သွားအဲ့လိုဖြစ်တတ်တယ်နောက်တစ်ခုက file လည်းကျွန်တော်ပိတ်ထားစေချင်တယ် file တချို့ file တွေက MB နဲ့ megabyte နဲ့ဆိုပေမဲ့တချို့ file တွေတချို့ channel တွေထဲက file တွေကတော်တော်များများ file size ကကြီးရပေါ့နော်ဘယ်လိုပဲပြောကျွန်တော်တို့100 megabyte ကုန်လဲကျွန်တော်တို့ data ကုန်တာတိတာရပေါ့နော်အဲ့တော့ကျွန်တော်တို့ file ကိုလည်းပိတ်ထားလိုက်မယ်ဖြစ်နိုင်ရင်ကျွန်တော် data use မှာဆိုရင်ကျွန်တော်အကုန်ကိုပိတ်ထားစေချင်တယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ဓာတ်ပုံတွေလည်း download ဆွဲရင်ကိုက data share နေရတဲ့လူဆိုတော့ကျွန်တော်အဆင်မပြေဘူးပေါ့နော်အကြိမ် message က Wi-Fi နဲ့ဆွဲနေတဲ့ Wi-Fi ကိုဖွင့်ပြီးတော့တုံ့ပြတာဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်ဒါမဲ့လည်း file တွေ download ဆွဲရများသွားတဲ့ခါကျရင်ကျွန်တော်တို့ data Wi-Fi ကပေါ့နော် internet မကောင်းလို့ခံစားရလိမ့်မယ်အဲ့လိုမဖြစ်အောင်လို့လည်းကျွန်တော်တို့ကဗီဒီယိုပိတ်သားစေချင်တယ်အခုကကျွန်တော်တို့က mobile data မှာကျွန်တော်ကကျွန်တော်ပေါ့နော်တပုံလေးကိုကျွန်တော်ဖွင့်ထားလိုက်မယ် story လည်းကျွန်တော်မဖွင့်ဘူးအဲ့တပုံလေးတစ်မျိုးပဲဖွင့်ထားလိုက်မယ်ပေါ့နော်ဖွင့်ပြီးကျွန်တော်တို့ပြန်ထွက်လိုက်မယ်ထွက်ပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့နောက်တစ်မျိုးကတော့ကျွန်တော်တို့ Wi-Fi ပေါ့နော် Wi-Fi ဖွင့်ထားတဲ့အချိန်မှာကျွန်တော်တို့ကဗီဒီယိုတစ်ခုပဲကျွန်တော်ကတော့ဗီဒီယိုတစ်ခုပဲပိတ်ထားလိုက်မယ်ဘာလို့ကိုက channel တွေ group တွေအများကြီး join ထားတဲ့လူဆိုရင်ကျွန်တော်တို့ဗီဒီယိုကအများကြီးကိုသူက auto download လုပ်နေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့က Wi-Fi နဲ့ကြတော့ data မကုန်ဘူးဆိုပေမဲ့အသုံးပြုရတာဘယ်လိုလဲဆိုရင် line ကျလို့ခံစားရတယ်ပေါ့နော်ဘာလို့ဆိုရင်တစ်ဖက်က download ဆွဲနေတယ်တစ်ဖက်ကကျွန်တော်တို့က use နေရပေါ့နော်အဲ့တော့ကျွန်တော်တို့ကပေါင်းလိုက်တဲ့ခါကျရင် data ကနှေးလို့ခံစားရတယ်အဲ့တော့ကျွန်တော်ဗီဒီယိုပိတ်လိုက်မယ်တပ်ပုံလို့ file တို့ကတိတ်ပြီးတော့ကိစ္စမရှိဘူးပေါ့နော်ဘာလို့ဆိုရင် Wi-Fi နဲ့သုံးနေတာ data လည်းမကုန်ဘူးပေါ့နော် data ကုန်မှလည်းမစိုးရင်အောင်ပေါ့နော်ဒါကတော့ကျွန်တော်ဒီ Telegram သုံးနေ data တွေအပိုမကုန်အောင်လို့ပြောပြတဲ့နည်းလမ်းလေးပေါ့နော်ဒါကတော်တော်လေးကိုထိရောက်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်